အားလုံးမင်္ဂလာပါမင်္ဂလာနဲ့ခင်လေးပါရှင်းစရာလေးတခုရှိလို့နော်ရှင်းစရာလေးတခုရှိလို့တက်လာတာပါရှင်စုံအောင်လေးကြည့်ပေးနော်ဘရုံမာဖျောင်းနိုင်လုပ်ငန်းနဲ့ဤပညာမျှဝေခြင်းကနေကြိုဆိုလိုက်ပါတယ်ရှင်းစရာလေးတခုရှိလို့ဆိုတာလေပြီးခဲ့တဲ့နှစ်2025မှာကျမတင်ခဲ့တဲ့15သိန်းနဲ့စလို့ရတဲ့ဖျောင်းကိစ္စနော်ဖျောင်းကိစ္စအခုဒီအကြရှင်းပြမယ်ပေါ့နော်ဆိုတော့အဲ့ဒီနှစ်တုန်းကဖျောင်းခုံစည်းတွေကဒီလောက်မရှိသေးဘူးเนาะဒီလောက်မရှိသေးဘူး8သိန်း9သိန်းလောက်ပဲရှိသေးတယ်အခုကအဲ့ဒီအချိန်တုန်းကလည်းကုန်ကျန်းစည်းက3သိန်းတောင်မပြည့်ဘူးပေါ့နော်3သိန်းတောင်မပြည့်ဘူးဆိုတော့ကျမကလုပ်ငန်းတစ်ခုစကျင်တယ်ဖျောင်းလုပ်ငန်းတစ်ခုစကျင်တယ်တလိုင်းသွားနဲ့ဆိုလို့ရှိရင်ဖျောင်းဟုတ်ပါဘူးနော်ဖျောင်းလုပ်ငန်းလုပ်ချင်တယ်ဆို15သိန်းနဲ့စလို့ရတယ်ဆိုတဲ့ဗီဒီယိုဖိုင်လေးတင်ထားတာပေါ့နော်ဗီဒီယိုဖိုင်က share တဲ့လူများတော့လေသူကလည်းသူတက်လာတာပေါ့နော်တက်လာတော့အမရေး15သိန်းနဲ့ရသေးတာကျွန်တော်တို့15သိန်းနဲ့လှုပ်ချင်တယ်ပေါ့နော်ဆိုတော့လေဘာပြောချင်တာလဲဆိုတော့အခုဟာဖျောင်းဈေးက6သိန်းဖြစ်သွားပြီနှစ်ဆဖြစ်သွားတယ်ပေါ့နော်ဖျောင်းကုန်ချမ်းဖျောင်းခုံကလည်းတလိုင်းသွားခုံကလည်းဈေးနည်းနည်းတက်သွားပြီပေါ့နော်အဲ့လိုဆိုတော့လေကျမတို့ကတလိုင်းသွားနဲ့လှုပ်မယ်ဆိုရင်အရင်တော့15သိန်းဆိုရင်အခု22သိန်းလောက်ဆိုရင်တော့စလို့ရမယ်နော်တလိုင်းသွားနဲ့စမယ်ဒါပေမဲ့ကျမအကြံတစ်ခုပေးခြင်းပါတယ်ကျမတို့ရဲ့ဘယ်လိုပြောမလဲလုပ်ငန်းအတွေ့အကြုံညပေါ့နော်တလိုင်းသွားကိုမလုပ်စီခြင်းဘူးဆိုတာတလိုင်းသွားကတစ်ခါဖျောင်း32တိုင်တစ်ခါနင်းလို့ရှိရင်သူကနှစ်ထုပ်ပဲထွက်တယ်လေအထုပ်ရင်နှစ်ထုပ်ပဲထွက်တယ်ကျမတို့ကအလုတ်ရာသီချိန်ဖြစ်တဲ့အချိန်ကြလို့ရှိရင်ဖျောင်းကအော်ဒါတအားကြတဲ့အချိန်ကျအဲ့ဒီနှစ်ထုပ်ကတိတ်မလွယ်ဘူးပေါ့နော်ဒါကြောင့်မလို့တခါတည်းရင်းလိုက်ပေါ့နော်ငွေနည်းနည်းပို့ထည့်ရတာပဲရှိတယ်နှလိုင်းသွားခုံနဲ့လုံမယ်ဆိုရင်ကျမတို့ကဖျောင်းနိုင်4ထုပ်ထွက်မယ်ပေါ့နော်အဲ့ဒါကြောင့်မလို့နှလိုင်းသွားနဲ့လုံချင်တယ်ဆိုရင်30ကျော်ပါ15သိန်းနဲ့မရတော့ပါဘူးနှလိုင်းသွားနဲ့လုံမယ်ဆိုရင်သူ့ဈေးနဲ့သူပေါ့နော်သိကျင်တယ်ဆိုရင်တော့ကိုမတ်မှာလာမေးဖုန်းနဲ့ဆက်လို့ရပါတယ်เนาะဖုန်းနဲ့ဆက်လို့ရပါတယ်ဒါလေးကိုပြောပြခြင်းလို့ဒါလေးကိုရှင်းပြခြင်းလို့ပါရှင်เนาะကျမတို့ဒီငွေကြေးပိုင်းတွေကြတော့လေပြောလို့မရဘူးဆိုတာဖျောင်းလုပ်ငန်းကကြတော့နေ့တိုင်းအတက်အကျရှိနေလို့မပြောတာပါရှင်เนาะကျေးဇူးအများကြီးတင်ပါတယ်ကိုယ့်အတွက်အကျိုးတစုံတရာရှိရင် like and share လေးနဲ့ကူညီပေးကြပါလို့မေတ္တာရက်ခံပါတယ်ရှင်